私、ကျွန်တော်ကျမ私たち、ကျမတို့あなた、ခမည်းရှင်あの人、ဟိုလူဟိုကလူあの方、ဟိုပုဂ္ဂိုလ်皆さん、အားလုံးခမည်းအားလုံးရှင်さん、ကူကိုမောင်တော်မှာちゃん、あくん、မောင်じん、လူမျိုး先生、ဆရာဆရာမ教師、ကျောင်းဆရာကျောင်းဆရာမအလုပ်学生、ကျောင်းသား会社員、ပုံပဏိဝန်ထမ်း社員、ပုံပဏိ銀行員、ဘာဝန်ထမ်း医者、ဆရာဝန်研究者、သုတေသနပညာရှင်エンジニア、အင်ဂျင်နီယာ大学、တက္ကသိုလ်病院、ဆေးရုံ電気、လျှက်စစ်誰、どなた、ဘယ်သူ歳、နေ何歳、ဘယ်နာတိおいくつ、ဘယ်နာတိはい、ဟုတ်ကဲ့ဟုတ်ပါတယ်いいえ、ဟင်းအင်းမဟုတ်ပါ失礼ですが、တန်စိတ်လောက်ခွေပြုပါお名前は、နာမည်ဘယ်လိုခေါ်ပါတယ်လဲはじめまして、တွေးရတာဝမ်းသာပါတယ်どうぞよろしくお願いします。တွေးရတာဝမ်းသာပါတယ်こちらは桜さんです。ဒါကတော့ဒေါ်စာကူရဖြစ်ပါတယ်から来ました。မှားလာခဲ့ပါတယ်アメリカ、အမေရိကန်နိုင်ငံイギリス、အင်္ဂလန်နိုင်ငံインド、အိန္ဒိယနိုင်ငံインドネシア、အင်ဒိုနီးရှားနိုင်ငံ韓国、ကိုရီးယားနိုင်ငံタイ、ထိုင်းနိုင်ငံ中国、တရုတ်နိုင်ငံドイツ、ဂျာမနီနိုင်ငံ日本、ဂျပန်နိုင်ငံフランス、ပြင်သစ်နိုင်ငံブラジル、ဘရာဇီးနိုင်ငံ桜大学、စာကူရတက္ကသိုလ်富士大学、ဖူဂျီတက္ကသိုလ်パワー電機、ပါဝါလျှက်စစ်ကုမ္ပဏီブラジルエア、ဗရာဇီးလေကျောင်း神戸病院、ခိုးဘဲဆေးရုံ